အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဟောင်ကောင်မင်းနဲ့စတီဗင်တို့ရဲ့အချိန်ကနာမည်ကြီးခဲ့တဲ့ကိုကလာဆိုတဲ့အထက်ပြုနဲ့ပတ်သက်တဲ့ဟာတာရုပ်ရှင်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်အစလမ်းဘေးအစားအစာရောင်းတဲ့နေရာတစ်ခုမှာစတီဗင်ကပိုက်ဆံလာတာကြောင့်ခေါင်းဆွဲရောင်းတဲ့အမျိုးသမီးတစ်ယောက်စီကနေပြီးတော့စနမျိုးခေါ်ဆဲကိုမှာလိုက်ပါတယ်။စနမျိုးခေါ်ဆဲအပြီးမှာစတီဗင်နဲ့စားဖို့ပြင်ဆင်အရသာကိုမြည်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းဆွဲကပေါ်ပြအရသာနဲ့ငါးသားလုံးတွေကလည်းအရသာတစ်သမ်းမှမရှိဘူးလို့ဆိုကစနမျိုးခေါ်ဆဲရဲ့အရသာကိုဝေဖန်နေပါတယ်။နောက်ထပ်လည်းဥမာကြီးတဲ့မှာချီးရီပြောင်းအောင်မစီးထားလို့ဈေးတဲ့အမျိုးသမီးကိုအဆက်မပြတ်ကြီးနေပါတယ်။ TV ရဲ့ရတာကိုကြည့်ပြီးရလို့ခေါ်တဲ့အမျိုးသမီးလည်းကြီးပေနေခုံးလိုက်ဆိုပြီးတီရှူးတစ်ခုကိုထုတ်ပေးလိုက်ပါတယ်။အဲ့တော့သူမလည်း Steven စီကခေါင်းဆွဲဖို့$23ရက်ကိုတောင်းတာကြောင့် Steven လည်းသူမရဲ့ခေါင်းဆွဲကိုစားပြီးဆရာဝန်ပြရမှာမဟုတ်သူ့ကိုတောင်း$30ပြန်ပေးလို့ဆိုပါတယ်။ဒါကိုကြတော့ရင်းလည်းလုံးဝမပေးနိုင်ဘူးလို့ပြောတာကြောင့် Steven ကသူကအချက်ပြုတ်နှစ်ပြားတယောက်လို့ဆိုကမျက်မှန်ကိုချွတ်ပြလိုက်ပြီးသူ့ရဲ့မျက်နှာကိုအနီးကပ်ပြလိုက်ပါတယ်။အဲ့ချိန်ရင်းလည်း Steven ကိုတစ်ချက်စိုက်ကြည့်နေရင်ဟောင်ကောင်ရဲ့အကောင်းဆုံးကိစ္စပြန်ဝင်အစီအစဉ်ကိုကြော်ညာနေတဲ့အချိန်ကို Steven တယောက်ပြန်ပြီးအမတ်ရသားခဲ့ပါတယ်။ကမ်းမတစ်ခုမှာအချက်ပြုတ်ပြန်ဝင်နေတဲ့သူတို့ရဲ့ချက်ပြုတ်ထားတဲ့စားစရာတွေကိုပြင်ဆင်လာပြီးချက်အကဲပြတ်တိုင်စီကိုယူလာပါတယ်။သူကတော့အခြားသူမဟုတ်ပါဘူးစတီဗင်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပြန်ဝင်နေတဲ့ဟင်းလျာတွေကိုစတီဗင်ရောက်စတင်ပြီးတော့မိဆန်းပါတယ်။ပထမဆုံးအနေနဲ့ထမင်းပေါက်ကိုမြည်ရင်ထမင်းပေါက်ပြင်ဆင်ပုံနဲ့ပစုံရဲ့အရာသာကိုထိထိမိမိချက်နိုင်လို့ချက်တယောက်ရဲ့အရေးချင်းတွေပြည့်စုံတယ်လို့ဆိုပါတယ်။ဒါကိုကြတော့ပြန်ဝင်လည်းပြောနေခဲ့ပြီးတီမီကတော့ထမင်းပေါက်တဲ့အခါမှာအရေးကြီးတဲ့အရာတစ်ခုကိုပြောပြရင်ထိုပြန်ဝင်ကိုအမှတ်ပေးတစ်ခုအနေနဲ့0မှတ်ပဲပေးလိုက်ပါတယ်။ဒုတိယအနေနဲ့ပုံစံမတူတဲ့ငါးကောင်အရသာ၅မျိုးနဲ့တစ်ကောင်နဲ့ဖြစ်အောင်ချက်ပြုတ်နိုင်လို့ချီးကျူးပါတယ်။ဒါပေမဲ့လည်းထိုပြန်ပန်းဝင်ကိုလည်းစီဦးမဲ့ပေးပါတယ်။ဘာလို့လဲဆိုတော့ငါးရဲ့ရုပ်ကဆုံးနေတာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုနဲ့နောက်ဆုံးပြန်ပန်းဝင်ရဲ့အလက်ကိုရောက်လာပါတယ်။ပြန်ပန်းဝင်လည်းအရင်ဆုံးသူ့ရဲ့ဘဲကင်ကိုမိတ်ဆက်ပြီးတော့စတီဗီလည်းသူ့ဘာမှဆက်မပြောခင်စီဦးမဲ့ပဲပေးလိုက်တာကြောင့်သူ့ရဲ့ဘဲကင်ရဲ့လှုပ်ဝက်ချက်တွေနဲ့ချက်ပြုတ်ထားတာကိုတရားကြည့်ပြီးမှအမပေးပါလို့ဆိုပါတယ်။ဒါကိုကြတော့အခြားပြန်ပန်းဝင်တွေနဲ့အစီဒီနေဆက်သူတွေကဒီဘိုးရဲ့ဝင်တာကနောက်ဆုံးပြန်ပန်းဝင်လို့ဆိုပြီးတော့ဂုံပြူအပေးနေခြင်းအကဲပြတ်တိုင်ဖြစ်တဲ့စတီဗင်ကချက်ပြုတ်သူကရုပ်ဆိုးနေတာကြောင့်သူချက်တဲ့ဟင်းကဘလောက်ကောင်းကောင်းစားသုံးမဲ့သူတွေရဲ့စိတ်မှာစိတ်မတန်းစရာတွေဖြစ်တာကြောင့်စတီလိုမှတ်ပဲပေးရလို့ဆိုပါတယ်ဒီလိုနဲ့စတီဗင်ကချက်တယောက်ရဲ့လမ်းစီနေနဲ့အဖို့လုံးကြီးကိုစနစ်တကျရှင်းပြရေးချိုးပွဲတစ်ခုကိုပြင်ဆင်ပေးပါတယ်အဲ့နောက်ပရိသတ်တွေနဲ့ပြန်ဝင်နေကတော့အရင်ရှိတဲ့စတီဗင်အတွက်ကွန်ပျူတာလက်ခုပ်ကြီးကျူးနေပါတယ်တကယ်တော့ဒါတွေကစတီဗင်ရဲ့ငွေပေးပြီးအတူရောင်တသက်ဖန်တီးထားတဲ့ဇာတ်ကွက်တွေတာဖြစ်ပါတယ်ဒါတွေရဲ့အပြီးမှာတော့အစားတောင်းနဲ့ပတ်သက်တဲ့ကုမ္ပဏီတော်တော်များများကစတီဗင်နဲ့ဥပုံပြီးလောက်ကင်ဖို့လာရောက်တောင်းဆိုပါတယ်အဲ့ဒီထဲမှာဒီပေါ်ကြီးမှာတော်တက်စင်းဝင်အကန်ကြီးလည်းပါဝင်လာပါတယ်ဒီလိုနဲ့အစားအသောက်ထုတ်ကုန်ပစ္စည်းတွေမှာစတီဗင်ရဲ့ပုံတွေကိုအသုံးပြုလာပြီးဒီဘေးရဲ့အချိန်ဝါကလည်းတဖေးဖေးကြီးလာပါတော့တယ်။တရက်မှာတော့အစည်းအဝေးပွဲကအပြန်ထိုးဆိုတဲ့လူတစ်ယောက်ကအပြေးလွှားနဲ့စီဘေးရဲ့အနာကိုရောက်လာပြီးသူ့ရဲ့နာမည်နဲ့အချက်ပြုအကယ်ဒမီကျောင်းသေးဖိတ်ချောင်းကိုမိတ်ဆက်ပြီးတပည့်အဖေလက်ခံဖို့တောင်းဆိုနေပါတယ်။ချီပင်ကတော့ပေါ်တော်စကားတွေနဲ့အကယ်ဒမီကျောင်းသေးတွေလည်းတစ်ချိန်ကျရင်မွေးကြတာပဲဆိုပြီးတော့ပြောပါတယ်။အဲ့တော့ထုံတယောက်လည်းစတီဗင်ရဲ့အရှိမဒူးထောင်ပြီးတော့သူ့ကိုတပည့်အဖေအခွင့်အရေးပေးပါလားလို့ဆိုပြီးနောက်တစ်ချိန်တောင်းဆိုနေပါတယ်။ဒါကိုခွင့်ရေးယူတဲ့စတီဗင်ကသူ့ရဲ့တပည့်အဖေနေချင်းအခုချက်ချင်းတက်လီကာရဲ့အရှိမအီတို့အကြီးပါပြဆိုပြီးတော့နှောင်းမြောင်းနေတာတဲ့။တီဗင်ရဲ့တပည့်အဖေရင်တီဗီဆိုတဲ့ထုံကတော့စတီဗီပြောတာကိုမငြင်းပဲချက်ချင်းပဲတက်လီကာရဲ့ရှိကိုတရှိလေးတစ်ထိပ်ယူပြီးတော့ပြေးသွားပါတယ်ပြီးတော့အီလိုကြီးထုတ်ဖို့လုပ်ပါတယ်ဒါကိုမြင်တဲ့စတီဗင်ကဒီဘက်တီးကတကယ်ကြိုးစားတယ်ပဲဆိုကသူ့တပည့်အဖေနေလို့ရပြီလို့ဆိုပါတယ်လိုက်ရတော့ထုံကစီပင်တောက်ဖို့တောက်ဝိုင်းကိုအပြေးရနဲ့ပို့ရင်ချေချိုပြီးတော့ပလင်းရောလူပါလက်ကျသွားပါတယ်ထုံကတော့ပလင်းခွဲတော့မှဆိုလို့စိုးရိမ်နေခဲ့ပြီးအချိန်မကောင်းတဲ့စတီဗင်ကချင်းတဲ့တရားဆောင်ပြလိုက်ပါတယ်နောက်ထပ်လည်းမကြိုက်တဲ့စားစရာတွေကိုအေးဆေးစားလို့ရတဲ့ဆိုကထုံကဂိမ်းမတစ်ခုမှလေးပါတယ်ဂိမ်းမရောက်လိုက်ချိန်မှာပဲစတီဗင်ကထုံရဲ့ကောင်းကိုဂိမ်းမပကံနဲ့ကတ်လိုက်ပါတယ်ခဲတော့စတီဗင်ကပတ်စံရှင်ရဲ့သူလို့ချင်တာလုံးလို့ရတယ်လို့ကျင်နေရပဲဖြစ်ပါတယ်ဒီလိုနဲ့စားသောက်ဆိုင်ပွဲဖွင့်ပွဲအခမ်းအနားတစ်ခုအတွက်အငယ်ချင်းတဲ့စတီဗင်ကပေရုပ်ဖြစ်ကြီးမှပါတယ်အခမ်းအနားအပြီးမှာတော့စတီဗင်ကစနမျိုးခေါ်တဲ့လုံကြီးအသေးစိတ်ကိုအားလုံးရဲ့ရှိမှပြောပြပါတယ်။ဒါပေမဲ့သူထုံကတော့အချက်ပြုတ်အကယ်ဒမီကျောင်းသားပြည်တာမလို့စတီဗင်ပြောတာနဲ့လုံနေတာတွေကတလွဲပဲဆိုတာသတိထားမိလာပါတယ်။အဲ့ဒါကြောင့်ပဲထုံကစနမျိုးခေါ်တဲ့ဖြစ်ဖို့မလဲကူချောင်းကိုလူရဲအရှိမဟာနာတစ်ခုအနေနဲ့ပြောရင်ဆရာဖြစ်သူစတီဗင်လောက်ထားတဲ့စနမျိုးခေါ်တဲ့ကိုစားလိုက်ချိန်မှာပဲပါဝင်ပစ္စည်းတွေရဲ့အရသာတွေကလုံးဝတောက်ဆမြကြောင့်လူများရဲ့ရှိမှပြောတာကြောင့်အလိညာတွေပေါ်မှာဆိုလို့စတီဗင်လည်းအိမ်ပြန်ပြီးတော့အိတ်နေဆိုပြီးတော့တပည့်ဖြစ်သူထုံကိုပြောပါတယ်။အဲ့ချိန်ထုံလည်းပေါ်ခွဲစားပြီးစနမျိုးခေါ်တဲ့ကိုသူကိုယ်တိုင်လုပ်ပြီးလူအများနဲ့မီဒီယာတွေရဲ့ရှိမှပြလိုက်ပါတယ်။ဒါကိုမြင်တော့အန်ကန်ရင်းနဲ့အခြားလူငယ်ရှင်တွေကစတီဗင်ပေါ်စတင်ပြီးတော့အထင်သေးလာခဲ့ပါတယ်။အဲ့ချိန်ထိုးနေရကိုရဲဖွဲ့ရောက်လာပြီးစတီဗင်ထုတ်ထားတဲ့စားသောက်ကုန်တွေကြောင့်စားသုံးသူတွေ80ရာခိုင်နှုန်းတော့ဆေးရုံရောက်နေပြီဆိုကလိုက်တိတ်ခတ်ပြီးတော့စတီဗင်ကိုဖမ်းသွားပါတယ်ဒီလိုနဲ့စတီဗင်ရဲ့အတူရောက်အလင်းညာတွေကြောင့်သူပိုင်ဆိုင်တဲ့အရာတွေနဲ့သူ့ရဲ့အချိန်ဝါတွေလည်းကြားသိမ်းသွားပြီးစားသောက်ကုန်တွေကသူ့ရဲ့ပုံတွေကိုဖျက်ဆီးပြီးအရေးကြီးတဲ့ထုံရဲ့ပုံတွေကိုပြောင်းခတ်လာကြပါတယ်ဒီလိုနဲ့နှစ်အကျော်ကြာပြီးမှတော့ဇလန်အစာစနမျိုးခေါ်တဲ့ရှမ်းဆိုတဲ့ main ကလေးနဲ့အငင်းပွားတဲ့နေရာကိုပြောင်းလာပါတယ်စတီဗင်ကငွေလိုနေတာကြောင့်သူမစီကငွေလေးနဲ့လောက်ပြီးလို့ရမလားလို့ဆိုပြီးပြောနေတာကြောင့်ရဲဒူတွေကစီးပွားရေးလုပ်နေတဲ့အနောက်ချက်ပေးတယ်ဆိုပြီးတော့စတီ
Steven ကိုဝိုင်းပြီးတော့ရင်းနေကြပါတယ်အဲ့ချိန်ရန်ကရိုင်းနေနေတဲ့သူတွေကိုတက်မလို့ဖို့အမိန့်ပေးပြီးထိုနီယာကနေ Steven ကိုကယ်ထုတ်ခဲ့ပါတယ်တရားရည်နဲ့ Steven ကတော့လမ်းဘေးအမိုက်ဘုတ်တစ်ခုမှာရိုင်းနေခံရတဲ့အချိန်ကြောင့်တတိမိနေခဲ့ပါတယ်အချိန်တော်ကြာပြီးမှတော့သူ့ရဲ့အနာကိုရမ်းရောက်လာပြီးမျက်နှာပေါ်ကသွေးတွေကိုအဝတ်နဲ့တုပ်ပေးပြီးတော့ Steven စားဖို့ထမင်းဟင်းနေယူလာပေးပါတယ်စားစရာတွေကိုမြင်တော့ Steven လည်းသူ့ရဲ့အလင်ညာတွေကြောင့်သူ့ရဲ့ဘဝပြတ်ခဲ့ရတယ်ဆိုပြီးဝါတဲ့ဆောင်နဲ့တွေးနေရင်ရမ်းပစ်ပေးတဲ့ထမင်းတွေကိုအားရပါရနဲ့စားနေပါတယ်ခဏကြာပြီးမှတော့ရန်တို့အဖွဲ့နဲ့အချမ်းပွဲတစ်ခုကစကားများရန်ဖိနေကြပါတယ်အဲ့ချိန်ရန်ရဲ့လူတွေက Steven ကိုပါသူတို့နဲ့ကူညီဖို့ပြောပါတယ် Steven တယောက်လည်းဘာမသိညာမသိတဲ့အနောက်ကနေပါသွားခဲ့ပါတယ်တကယ်တော့ Randy ဆိုတဲ့လူကသူ့ရဲ့ဈေးကွက်ကြာစင်းနေတဲ့အကြောင်းရန်ရဲ့ဈေးကွက်ကိုလိုက်ဖက်နေရဖြစ်ပြီးရန်ကိုသူနဲ့အတူပူပေါင်းရှက်ရလုပ်ဖို့ကိုအမြဲပြရတွေပေးပြီးမယ်ရန်ကတော့လုံးဝလက်မခံခဲ့ပါဘူးဘာလို့လဲဆိုတော့ Randy ကအမြဲရှက်ရတဲ့နှုတ်ကိုရန်ကို10ရာခိုင်နှုန်းသာပေးပြီးသူကြတော့ကိုသက်ရာခိုင်နှုန်းယူမယ်လို့ပြောတာကြောင့်ပဲဖြစ်ပါတယ်ဒီလိုနဲ့အငြင်းကိုပြီးကြရင် Randy ပိုင်နဲ့ပစုံဟင်းနဲ့ရန်ပိုင်နဲ့အမဲသားလုံးဟင်းကိုနှမျိုးပေါင်းပြီးဈေးကွက်မှာရောက်ဖို့ Randy ကထပ်ပြီးတော့ပြရပေးပါတယ်ဒါပေမဲ့လည်းရန်ရဲ့လူတွေကတောင်းလုံးဝမချင်တဲ့ပဲ Randy နဲ့အလုပ်တွဲမလုပ်ချင်ဘူးလို့ဆိုကအပြန်လဲရိုင်းနေကြပါတယ်အဲ့ချိန်ရန်ရဲ့ဒါက Randy ရဲ့ကောင်းကိုရီးယားရဲ့အခြေအနေမျိုးပဲ Randy လည်းလက်လျှော့လိုက်ပါတယ်ဒါကိုအချင်းမကောင်းတဲ့ Randy ကသူ့လူတွေကိုခေါ်ပြီးတော့တတိနဲ့နေဖို့ကိုပြောရင်ထွက်သွားပါတယ်။တညမှာတော့ Steven နဲ့ရဲနဲ့အတူရှိနေချိန် Randy ကသူ့ရဲ့အဖွဲ့နဲ့ဒါတချောင်းကိုစီကင်ပြီး Steven နဲ့ရဲရဲ့အနာကိုတက်ဖို့အတွက်တိတိကျကျချင်းကပ်သွားပါတယ်။အဲနောက် Randy ရဲ့လူတွေက Steven နဲ့ရဲကိုတက်ပြီးလောက်ပြီးတင်ပြီးလက်ကြည့်လိုက်တဲ့အချိန်မှာတော့ Randy က Steven တို့နဲ့အနာမဝေးထိုင်နေတာကိုတွေးလိုက်ပါတယ်။အဲဒါဘာလဲဆိုတော့ပစုံအမဲသားလို့ကိုစမ်းဆက်ပြီးစီကိုမှရောက်ဖို့တိုင်ပြီးနေကြတာပဲဖြစ်ပါတယ်။အဲဒါကြောင့်ပဲ300တန်းဆိုင်မှုအတွက်သူတို့ဖန်တီးထားတဲ့ပစုံအမဲသားလို့ကိုစီကိုမှနာမည်တစ်ခုရောက်အောင်မယ်ဆိုပြီးမမောနဲ့ပြောနေကြတာပဲဖြစ်ပါတယ်။မနေ့ရောက်တော့ရန်ပစုံအမဲသားလုံးလို့ဖို့အတွက်အမဲသားတွေကိုအားရပါရနဲ့ထူးခြားနေပါတယ်။ TV နဲ့ Randy ကတော့ပစုံကိုအကုန်နာပြီးအထက်ကအသားတွေကိုပေါင်းထားပါတယ်အခုလို့အစင်နစ်ပေးတဲ့အချိန်မှာတော့ပစုံအမဲသားလုံးစတင်ပြီးတော့လုံးပါတယ်ပြီးတဲ့တပြိုင်တည်းအဆိုင်တဆိုင်ကိုပွေပြီးတော့သူတို့လုပ်ရတဲ့အတွက်အရန်ကိုကျင်းနေကြပါတယ်ဒါပေမဲ့လည်းစားသုံးမဲ့သူတယောက်မှမရှိတာကြောင့်အလကားစားသုံးလို့ရတယ်ဆိုတဲ့စာကိုပြန်ပြီးတော့ပြောင်းခဲ့ရပါတယ်အဲ့ချိန်လက်တစ်ဖက်မှာစားရတဲ့အပြင်နဲ့လာနေတဲ့ဖတီမာကသူတို့ရဲ့ free စာကိုထွေးလိုက်ရတဲ့ကြောင့်ပစုံအမဲသားလုံးတစ်ပွဲကိုထည့်ခိုင်းပြီးယူသွားပါတယ်အလွတ်ရောက်တော့ဖတီမာလည်းစားဖို့တဲ့ပြင်ဆင်နေတော့အလုပ်ကိစ္စတစ်ခုကြောင့်လက်ထဲကဘူးကိုလူနာတင်ပစ္စည်းတွေခုံပေါ်မှာထားလိုက်ပါတယ်အဲ့ချိန်လူနာစားဖို့အတွက်လူတစ်ယောက်ကစားစရာတွေနဲ့ထုတ်ဘူးလည်းပါကားခဲ့ပါတယ်ပတိမနဲ့ပြန်လာတော့စားဖို့လုပ်နေတော့မရှိတာကြောင့်လိုက်ရှာရင်းနဲ့ရဲအတော်ကြာဘာမှမစားနိုင်တဲ့လူနာကဘူးတဲ့ပစုံမဲသားလုံးကိုစားလိုက်တာကြောင့်ပတိမနဲ့အတူအခြားလူနာတွေပါစတီဗင်တို့ဆိုင်ကိုပြေးသွားပါတယ်ဒီလိုနဲ့ပတိမလည်းအခါမဲ့စားလို့ရတယ်ဆိုပြီးတော့ပြေးဝင်ခိုင်းလိုက်ချိန်စတီဗင်ကကတ်ထားတဲ့စားတွေကိုပြန်ခွာပြီးတော့အကြီးစိတ်တိုက်ပြန်ထားပါတယ်အဲနောက်မှာပဲတပိပိနဲ့မီဒီယာတွေကပါစတီဗင်တို့ရဲ့ဆိုင်လေးကိုရောက်လာပြီးလူတိုင်းနေပါဖြစ်နေတဲ့အစားအစာစားချင်သေးပြောင်းနေတဲ့ယောဂကိုပစုံမဲသားလုံးနဲ့မှအားလုံးပြန်ကောင်းသွားလို့စတီဗင်တို့ရဲ့ဆိုင်ရဲ့နာမည်ကြီးသွားခဲ့ပါတယ်ဒီလိုနဲ့မီဒီယာတွေကနေတစင်စတီဗင်တို့ရဲ့အောင်မြင်မှုတွေကိုမြင်ပြီးထုံတဲ့အငယ်ကြီးကတီဗီတို့ရဲ့စားစရာတွေကိုနာမည်ဖျက်ဖို့အတွက်စီစဉ်နေကြပါတယ်။သို့ပေမဲ့လည်းကတ္တမအလဲပြောင်းတစ်ခုကြောင့်တီဗီတို့အဖွဲ့ကဒီတက်မကအောင်မြင်မှုတွေရလာပါတယ်။အဲနောက်စီဗီတို့အဖွဲ့ပဲသာမီဒီယာတွေအလေးထားစောကြည့်ခံရမှုကိုရပါတယ်။ဒီတစ်ခါမှာတော့အောင်မြင်မှုတွေနဲ့တူသူ့ဘဝတစ်ခုလိုပြည့်စည်ခဲ့တဲ့ထုံတို့နှစ်ယောက်နဲ့ပြန်ဆောင်ခဲ့ပါတယ်။အငယ်ရင်ကတော့စတီဗီရဲ့အရင်ကမကောင်းမှုတွေကိုလှောင်ပြောင်နေခဲ့ပြီးထိုကတော့သူ့ကိုမိဖို့အများကြီးတည်ယူရအောင်မယ်ဆိုပြီးတော့လှောင်ပြောင်နေပါတယ်။စတီဗီကိုပြောတာကြောင့်ရဲနဲ့ဒေါသတက်တာပြီးတပ်ပိုက်တစ်ခုကိုယူလာပြီးတော့မီဒီယာတွေအရှိမရန်ဖိနေကြပါတယ်။နန်းစာဝယ်တစ်ခုမှာရော့စတီဗင်ကသူ့ရဲ့အချက်ပြုတ်တွေကိုဒီထက်မကအောင်မြင်အောင်လို့အကယ်ဒမီကျောင်းကိုတွားတက်ရမှာဖြစ်တာကြောင့်အချိန်တော်ကြာသူတို့နဲ့ခွေးနေရမယ့်ကျောင်းကိုပြောပါတယ်။ဒါကိုကြားတော့ရန်ရဲ့အပွဲကသူတွေကရန်ရဲ့ဘဝကျောင်းကိုပြောပြီးရန်ကစတီဗင်ကိုတေကိုကြိုက်နေတယ်ဆိုတဲ့အကြောင်းမှထပ်ပြောရပါတယ်။ဒါကိုကြားတော့စတီဗင်တယောက်လည်းရန်ကုန်မောင်နှမတယောက်တက်ပုံမရှင်းနိုင်ဘူးလို့ပြောပါတယ်။ဒီလိုနဲ့စတီဗင်တယောက်လည်းအချက်ပြုတ်အကယ်ဒမီကျောင်းကိုအရေးရှာဖို့အတွက်တက်စီငါးပြီးလိုက်သွားခဲ့ပါတယ်။စီပင်ကသူ့ကိုနှုတ်မဆက်ပဲထွက်သွားတာကြောင့်ရန်တယောက်လည်းခြေခွေးသားနဲ့ငူနေခဲ့ပါတယ်။ဒါပေမဲ့ရန်ကတော့အာမက်ရှော့ပဲစီပင်ရှိတဲ့နေရာကိုအပြေးလိုက်ပြီးသူတို့စီပြန်လာဖို့နဲ့အကယ်ဒမီကျောင်းကိုရှာနေရင်လွယ်တာတွေတုံးမှုအတွက်အဲ့ဒီခုတည်းကနေပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကိုထည့်ပြီးအမတ်တရလက်ဆောင်ကိုလက်ခံပေးပါလို့ဆိုပါတယ်။အဲနောက်လူတယောက်ကစတီဗင်ကိုအနောက်ကနေတနက်နဲ့ပြတော့မှမလို့စတီဗင်ကိုတေတကူချစ်နေတဲ့ရန်ကဂျားရဲကနေဝင်ခံလိုက်တာကြောင့်နေရာမှာလည်းတည်ဆောက်သွားခဲ့ရပါတယ်။ဒါကိုမြင်တော့စတီဗင်နဲ့ပေးဖို့လုပ်နေရင်တနက်နဲ့အပြစ်ခံလိုက်ရပါတယ်။ဘိုတကန်မှာတော့ဟောင်ကောင်ရဲ့ကြီးကျယ်ခမ်းနားတဲ့အချက်ပြုတ်ပြန်ဝဲအခမ်းအနားကိုတင်မပေါ်မှာစတင်တော့မှဖြစ်ပြီးမီဒီယာတွေနဲ့အတူကမ္ဘာတဝန်းအကောင်းဆုံးစမှုတွေအချင်းချင်းပြန်ဆိုင်နေကြပါတယ်။တကယ်တော့စတီဗင်ရဲ့ပြန်ပဲဖြစ်တဲ့ထုံတဲ့အန်ဂယ်ရင်တို့ကစတီဗင်ကိုတတ်ဖို့အစီအစဉ်နဲ့လုပ်ထားခဲ့ပါတယ်။ဒီလိုနဲ့ပြန်ပွဲကိုအချိန်မီစတင်တော့မှဖြစ်ပြီးစံမှုတူဦးဒီတစ်စက္ကန့်ပဲနောက်ကြပါကပြန်ပွဲမှာတက်ရမယ်ဖြစ်ကြောင်းအန်စီဒီဆက်သူကကြောင်းကြားနေပါတယ်။တစ်ဖက်မှာတော့ထုံကစတီဗင်ရောက်လာမလားသူနိုင်ရမလားဆိုတာကိုအရင်တက်မှနေတာကြောင့်စတီဗင်လာမှာကိုကြောက်နေပါတယ်။အချင်းကလည်းပြီးတော့မှမလို့ထုံနဲ့ဆေးအေးလက်ရင်းနဲ့ဖြစ်နေချိန်စတီဗင်ကလေပေါ်ဝိုင်းနေတစ်စိအခမ်းအနားကိုအချိန်မီရောက်လာခဲ့လို့ပြန်ပွဲစီးရင်ဝင်သွားခဲ့ပါတယ်။အဲနောက်ပြန်ပဲပြင်းမာတဲ့နေရာကိုရှောင်းလေးဖုန်းကြီးတစ်ပါးလည်းရောက်လာပါတယ်။ပြီးတော့သူ့ရဲ့နာမည်နဲ့သူ့ရဲ့ပွဲအမည်ကိုပြောပြီးသူကစတီဗင်ရဲ့အရင်ဆုံးမိတ်ဆွေလို့ပြောပါတယ်။ဒါကိုကြားတော့အဖောက်တချို့ကဆမ်နုံရှက်ဖို့ကိုပြောပြီးဖုန်းကြီးကိုမောင်းထုတ်လိုက်ပါတယ်။
တစ်ပတ်မှာတော့ထုံကလူငါပြီးတခိုင်းလိုက်ပြီးမဲ့ရန်နာတည်ဆုံးသွားပြီးစတီဗင်ကတော့ကန်ကောင်းစာနဲ့ကားတဲ့ဆင်းကြောင့်လူမြတ်သွားခဲ့တာပဲဖြစ်ပါတယ်အခြားတစ်ပတ်မှာတော့မီဒီယာတွေကရှောင်းလီဘိုးကြီးနဲ့စတီဗင်ကဘလို့တွေပတ်သက်မှုရှိကြောင်းကိုမေးနေပါတယ်အဲ့ဒါကြောင့်ပဲစတီဗင်ကသူ့စီကိုတရားနေနဲ့ရောက်လာခဲ့ကြောင်းနဲ့စေကူတပ်ပြီးကေတင်ခဲ့ကြောင်းကိုမီဒီယာရဲ့အရှိမပြောပြပါတယ်အခြားတစ်ပတ်မှာတော့ပြန်ပွဲကစတင်နေခဲ့ပြီးစပုံမှုတွေအားလုံးချက်ပြုတ်နေကြပေမဲ့စတီဗင်နဲ့ထုံကတော့တယောက်ကိုတယောက်စိုက်ကြည့်နေကြပါတယ်အကဲပြတ်တိုင်ကတော့စပုံမှုတွေအာရုံကိုဖန်ဆားဖို့ကားနေခဲ့ပြီးသူမကားနေတာကိုအချက်ပြုတ်မလုပ်ပဲစပုံမှုတွေကစိုက်ကြည့်နေပါတယ်အဲ့ဒါကြောင့်ပဲသူမကသူတို့အားလုံးကိုအရင်ချင်းမပြေးမီတဲ့သူတွေဆိုပြီးဖျက်ပွဲခန်းကနေနေထုတ်လိုက်ပါတယ်။တပီတော့လေတကယ်အစ်စ်မဲ့အရင်ချင်းရှိတဲ့သူနှစ်ယောက်ကိုရှာတွေ့ထားတယ်လို့ဆိုကသူတို့နှစ်ယောက်ကတော့ဒီပင်နဲ့ထုံမဲ့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကတက်ပွဲစတင်ကြတဲ့ကတယောက်ကိုတယောက်အပြင်းနဲ့စိုက်ကြည့်နေကြပြီးတကယ်ပဲနှစ်ယောက်ပုံဖိနေတာကြောင့်ပဲဖြစ်ပါတယ်။အဲ့ချိန်ကစပြီးစီပင်နဲ့ထုံလို့နှစ်ယောက်လည်းအရင်ချင်းကိုစမ်းသပ်ဖို့စတင်ပါတယ်။ဒီလိုနဲ့စီပင်နဲ့ထုံကပုံစံတူဟင်းပွဲကိုစတင်ပြီးချက်ပြုတ်ပါတယ်။တီဗီရဲ့ပြောင်းလဲလာတဲ့အရင်ချင်းတွေကိုကြည့်ပြီးထုံကတော့မနာလို့ဖြစ်နေပါတယ်။တကယ်တော့စတီဗင်ဘုန်းတော်ကြီးကြောင့်သွားတဲ့အခါမှာတော့ကိုဝိပညာမှာတကယ်ရတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲထုံကစတီဗင်ကိုဝိပညာနဲ့ရောဆက်ပြီးချက်နေတာမလို့သူချုံတော့မှကိုစိုးရိမ်လာပါတယ်။အခြားတစ်ပတ်မှာတော့အန်ဂယ်ရီကအဝေးတို့ကလုံးနဲ့ချေပင်ရဲ့ဟင်းအိုကိုဖျက်ဆီးဖို့လုပ်တော့မှမလို့ဘုန်းတော်ကြီးကအချိန်မီစတီဗင်ကိုတတိပေးလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲအန်ဂယ်ရီကအဝေးဘေးကလုံးကိုနှုတ်ပြီးချေပင်လည်းသူ့ရဲ့ဟင်းအိုကြီးကိုအခြားနေရာကိုလွှတ်ပစ်လိုက်ပါတယ်။တကယ်တော့ဟင်းအိုထဲမှာပုံမှုကြိုတင်ပြီးထည့်ထားတာကြောင့်အဝေးဘေးကလုံးရဲ့အချက်ပေးချက်နဲ့အတူပေါ်ဝဲသားတာပဲဖြစ်ပါတယ်။အဲ့တော့ပြန်ဝဲပြီးဆုံးမှု2မိနစ်တာကြာတော့တာမလို့ထုံကတော့မမချက်မရတာကိုတွဲရရေမိုးနေပါတယ်ဒါပေမဲ့လည်းဖုန်းတော်ကြီးကစတီဗင်ကိုမင်းကတတိရှိပြီး2မိနစ်အတွင်းမင်းရဲ့အကောင်းဆုံးတွေကိုတေချာပေါ့ပြိပေဆိုတာကိုငေါ်ရကြည့်တယ်လို့ဆိုပြီးပြောတာကြောင့်စတီဗင်နဲ့အားရရှိလာပြီးအမဲသားကိုအသုံးပြုပြီးတော့အမဲသားတပိမောင်းကိုပြင်ဆင်နေပါတယ်စတီဗင်ရဲ့ကြိုးစားမှုတွေကိုကြည့်ပြီးအကဲပြတ်တိုင်းနဲ့ချီးကျူးနေပါတယ်အဲ့တော့သူမမီးစမ်းမှုအတွက်အမဲသားတပိမောင်းကိုအရှိကိုယူလာပြီးနမဲကိုတော့တောကတမင်းဆိုပြီးအမိပေးတဲ့ကြောင့်စတီဗင်ကပြောပါတယ်သူမလည်းမီးစမ်းကြည့်လိုက်တဲ့အခါမှာအရန်ကိုအံ့ဩသွားပြီးဒီလိုအရသာရှိတဲ့စားစရာကိုတူးတက်တက်ခါမှတော့မစားဘူးကြောင်းကိုပြောပြီးသူမလည်းသူရင်ကသူမရဲ့မကောင်းမှုတွေကြောင့်သူတို့အိမ်တော်ကွဲခဲ့ရတာကိုတတိယပြီးဝမ်းနဲ့နေခဲ့ပါတယ်ပြီးတော့လည်းစတီဗင်ပေးထားတဲ့တောကတမင်းဆိုတဲ့နာမည်နဲ့အရန်ကိုလိုက်ဘက်ကြောင်းကိုပြောရင်ကိုပြုနေပါတယ်ဒါပေမဲ့ပြန်ပွဲစုကိုထုံကိုတေချာဖို့ပေးရမှာဖြစ်တာကြောင့်လူများရဲ့အရှိမဆုနဲ့အတူထုံကိုကုန်ပြုကြပြီးချက်ချင်းပဲနေရာကဆွေးရရလောက်ကပြီးနေရုံနေနဲ့ပဒင်းပေါက်တွေကအကွဲသွားပါတယ်ပြီးတော့ကောင်းကင်ကအလွန်တောက်ပါတဲ့အလင်းရောင်တွေနဲ့အတူနန္ဒမီ3ယောက်ပေါ်လာကတီဗီရဲ့ကြိုးစားအထောက်မှုကိုဂုဏ်ပြုနေပြီးအထက်ပြုလောကရဲ့ဘေးတစ်ပါးဖြစ်ကြောင်းနတ်သမီးကိုယ်တိုင်စတီဗင်ကိုအော့ကိုကယ်ရီလို့ကြေညာပါတယ်အဲ့တော့နတ်သမီး3ယောက်နဲ့ပြောင်းဆုံးလာပြီးအတွေ့အကြုံဖြစ်တဲ့အကယ်ကြီးကိုခွဲပေါ်တိုင်ပြောင်းပြီးထုံရဲ့ကြောင်းကိုလည်းအပေါကြီးဖြစ်အောင်ပေးသွားရင်းနဲ့ဒီမှာနေပြီးဆိုသွားခဲ့ပါတယ်ဒီစလင်းရဲ့အဓိကသင်ခန်းစာကတော့ဘလောက်ပဲအတွေ့အကြုံတွေများနောက်ဆုံးမှာတော့အစစ်မဲ့ဖြစ်တဲ့အရာတွေနဲ့ပဲရည်တည်ရှင်းတဲ့နေမှာပဲဖြစ်ပါတယ်